ရန်ကုန်မှာအလုပ်လုပ်ပါတယ်ခမင်းပေါင်းဦးဆံမှာအလုပ်လုပ်ပါတယ်အလုပ်လုပ်တော့၈နာရီကိုစံပေးပါတယ်၈နာရီစံပေးတဲ့ပေးပြီးတော့အိမ်ပြန်မှကားကပြန်နေတယ်မှာကားဖို့တက်တဲ့ကားတစ်စီးကအမသိဘူးမဲပါမဲတက်သွားပြီးတော့မေးစရာရှိရပါဟန်ရတယ်အပါးတွေနားတွေရိုက်ပြီးစူဆောင်းရင်းတော့ပုတ်ခဲ့ပါစစ်မှုထမ်းရမယ်ဆိုစူဆောင်းရင်းနဲ့ပုတ်ခဲ့တော့မင်းနဲ့စစ်မှုထမ်းရအောင်ဘာပြင်းမှမလုပ်ဘူးလို့ဗျဘာမပြင်းမှလို့တော့ထောင်ချတော့မရဘူးစူဆောင်းရင်းနဲ့ပုတ်ပြီးမကွေးစူဆောင်းရင်းအထိရောစူဆောင်းရင်းလေးကိုပုတ်ပါကားတဲ့ပုတ်ပါမကွေးတဲ့ရောက်တော့မကွေးစူဆောင်းရင်းရောက်တော့တင်နေစင်းကမ်းပါလားအမှတ်3ကျိုင်းတော်မျိုးလင်ပါအေးအမေရလည်းအသက်ကြီးပြီပဲ90ရှိပြီပဲညီတယောက်လည်းထောင်ကြလေအစင်းနေအမေတယောက်လေးဆိုတော့တပည့်တို့ကလည်းအိမ်မှာအစင်းမပြေတော့ပြီးတော့ဒီသေးဝင်နေဆိုတာလည်းကိုစစ်တယ်ကိုဝင်ရတယ်မဟုတ်ဘူးပထမတိုက်ပွဲဖြစ်တဲ့ချိန်မှာထွက်ပြေးမို့မလွတ်ဘူးမလွတ်တဲ့ချိန်မှာလိုက်သွားပြီးပါနှစ်ပြောတိုးရမှာတင်ရင်ကြီးနေ53ကတင်ရင်ကြီးနေစုပြီးပြေးမယ်ဆိုပြေးလာကြပါသူတို့ထိမှလည်းယုံကြည်မှုလည်းမရှိပါဘူးဘာလို့ဆိုတော့ကျွန်တော်ရှင်းမှာကျွန်တော်အမယောက်ျားဆန္ဒပြတဲ့ချိန်မှာတနက်တဲ့ပြစ်တဲ့ကိုသွားပါတယ်အဲ့ဒါလေးရှိခဲ့ဘူးပါတော့မှာရန်ကုန်မှာတင်ရန်ကျိုးမျိုးနေပါโอเคတပြည့်လွတ်မြောက်လာပြီဆိုတော့စစ်စစ်ပြီးဘာလို့ဖို့စဉ်းစားထားလဲစစ်ပြီးဘာလို့မလဲဆိုတော့ကျွန်တော်အိမ်မှာအမေအိုကြီးကတယောက်လေးပြည့်တော့ဖိုးတဲ့ဆက်တွေရပါတယ်ဖိုးတဲ့ဆက်တွေရတော့အမေကိုပြန်သွားကြည့်ရမှုတောင်းမရှိပါတယ်နိုင်ညီနဲ့ဘာများပြောပြစရှိတယ်ရှိပါတယ်ကျွန်တော်ဒီကင်ကကျွန်တော်ဘောအရန်ကောင်းပါတယ်အစားရဆိုရညီကောင်မောင်နှမတို့ဆက်ဆံပါတယ်မရမ်းစားမှာသူတို့တွေကစိတ်အာဏာရှင်ဘာသာပြောကြကြီးမင်းတို့တွေ့ရင်တေးမယ်မင်းတို့ထွက်ပြေးတတ်မှာအဲ့ကောင်မင်းတို့တိုက်တနတ်တွေကကြည်မလို့ဓားလည်းမလို့ကိုချမ်းမနဲ့နှီးပြီးတော့နေပင်းနှီးပြီးဖြတ်တတ်မလို့6ပါတယ်အဲ့ဒါတွေကျွန်တော်တင်ချင်း9ရတော့စုပြီးတော့ဖြစ်နိုင်ဘူးအားတို့တိုင်းတန်းတွေကအဲ့လိုမရမ်းဘူးအဲ့ကြောက်တယ်9ရလို့စုပြီးတော့ပြေးလာပါတယ်ထင်းတဲ့တိုင်းမှာပဲဒီရောက်တော့တဲ့ကျွန်တော်တို့တော့စားတာတောက်တာအေးကျွန်တော်အေးရကျွန်တော်တို့မျိုးပဲကိုတို့အများကြီးပါပါတယ်စစ်မှုထိုင်းရတဲ့လူတွေဗလိုင်းဆွဲကန်ရတဲ့လူတွေအများကြီးပါပါတယ်အဲ့လိုမျိုးကျွန်တော်တို့မျိုးလုံရခြင်းဒီကိုကင်ဖွဲ့သေးတော့အားတို့လာကြပါထွက်ပြေးကျင်တာတော့အထဲမှာပဲမလေကြပါနဲ့ကိုဘဝတွေဆုံးသွားနေမယ်အများကြီးအိမ်ရမိသားစုတွေလည်းရှိတယ်